ဒီဂိမ်းလေးကတော့ဖះခင်ရဲ့စကားကိုနားထောင်ခြင်းအစားလူတွေလို့တို့လိုက်လုံမယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုတာကလေးများကိုနားလည်စေမှာဖြစ်ပါတယ်။ဂိမ်းအတွက်ပြင်ဆင်ရန်လိုအပ်တဲ့ပစ္စည်းတွေကတော့တမန်ကျန်းစာဖះစကားနားထောင်ခြင်းနဲ့သူတစ်ပါးစကားနားထောင်ခြင်းဆိုတဲ့စာရွက်တစ်ရွက်စီတိတ်မျက်စိပိတ်စရာအဝတ်စနဲ့ကူညီမဲ့သူနှစ်ဦးတို့လိုအပ်ပါတယ်။ဆရာကဖះစကားနားထောင်ခြင်းဆိုင်းပုံနဲ့သူတစ်ပါးစကားနားထောင်ခြင်းဆိုင်းပုံနှစ်ခုကိုအခန်းရဲ့ဒေါင်းတစ်ဖက်စီမှာကတ်ထားရပါမယ်။နိုင်ရန်ဘော်ကဆိုင်းမုံနှစ်ခုကိုကလေးများကိုပြပြီးကူညီမဲ့သူနှစ်ဦးကိုရှေ့ထွက်စေပါ။သူတို့နှစ်ဦးကိုအခန်းအလယ်မှာရက်စေပြီးရှေ့မှာကလေးကခေါင်းဖြစ်ပြီးအနောက်မှာတစ်ယောက်ကအမီးဖြစ်ပါတယ်။အနောက်မှာကလေးအမီးလုပ်သူဟာရှေ့မှာကလေးရဲ့ပခုံးကိုကင်ပြီးမျက်စိပိတ်ထားရပါမယ်။ဆရာကအဲ့ဒီကလေးနှစ်ဦးကိုဦးကောင်းလုပ်သူမှဦးဆောင်စေပြီးအခန်းတွင်3-4ပတ်ပြေးစေပါ။အဲ့ဒီနောက်မိမိနှစ်သက်တဲ့ဆိုင်းမုတ်တစ်ခုရှေ့မှာရက်စေပြီးအနောက်မှာအမီးလုပ်သူကလေးအားမိမိတို့မိသည့်ဆိုင်းမုတ်ရှေ့တွင်ရက်နေသည်ကိုခံမှန်းစေပါ။ဆရာကဟုတ်ပြီအခုတို့တွေဆိုင်းမုတ်တစ်ခုရှေ့မှာရောက်နေပြီနော်။ကဲအခုဘယ်ဆိုင်းမုတ်ရှေ့မှာရက်နေလဲဆိုတာခံမှန်းကြည့်ပါဦး။ကလေးကဖះစကားနားထောင်ခြင်းဆရာကမှန်လားဆိုတာကိုမျက်စိဖွင့်ကြည့်ပါဦး။ကလေးမှမျက်စိဖွင့်ကြည့်ပြီးသူတစ်ပါးစကားနားထောင်ခြင်းဆရာကအံ့ဩသွားလားကလေးကဟုတ်ကဲ့အံ့ဩသွားပါတယ်ငါတို့တွေအမိဖြစ်နေချိန်ဆိုဘယ်နေရာရောက်နေလဲဆိုတာခံမှန်းယုံမဲ့ရတယ်ဘာကြောင့်လဲဆိုတော့တို့တွေကဘာမှထိန်းချုပ်လို့မရဘူးသူတစ်ပါးနောက်ကနေမျက်ကမ်းဘွားနဲ့လိုက်နေရင်မှားယွင်းတဲ့နေရာကိုရောက်ရှိနေနိုင်တယ်တကယ်လို့တို့တွေကခေါင်းဖြစ်နေမယ်ဆိုရင်တော့ဘယ်သွားမလဲဆိုတာကိုရွေးချယ်လို့ရတယ်လို့ဖះစကားနားထောင်ဖို့နဲ့မှန်ကန်တာကိုလုပ်ဖို့ရွေးချယ်နိုင်ပါတယ်